အားလုံးပဲမင်္ဂလာပါရှင်ခုမိတ်ဆက်ပေးမယ်ဒီစာအုပ်ကလေးဆိုရှင် EPH ကထုတ်ပါရရှင် Challenging Science ပေါ့နော်သူက2019မှာတော့ဒီ PSL ရဲ့ဟို syllabus ကိုပေါ့နော်ခြေခံပြီးတော့ထုတ်ထားတဲ့စာအုပ်ကလေးဖြစ်ပါတယ်ရောင်းစည်းလေးကလည်း19000ကျပ်ပဲဖြစ်ပါတယ်ရှင်ဒါ original book ဖြစ်ပါတယ်เนาะပြီးတော့သူ့ရဲ့ထူးခြားချက်တွေကဘာတွေလဲဆိုလို့ရှင်ဒီထဲမှာသူက exam type နဲ့လုပ်ပေးထားတဲ့အတွက်ကြောင့်မိကုံပေါင်း10စုံတောင်ပါမှာဖြစ်ပါတယ်ရှင်အတွင်းလေးပါဒီအတွင်းလေးကတော့အလိုလေးပါရှင်အဲကြတော့ science နဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီ primary အရွယ်အတွက်ဆိုလို့ရှင်တော့ဒါက primary 3-4အတွက်ဖြစ်ပါရဲ့ရှင်အဲ့တော့ primary 3-4တသမီးတွေscience ကိုမှမေးခွန်းပုံစံနဲ့ကြိုတင်ပြီးတော့ပေါ့နော်ပွဲမဝင်ခင်မှာလေ့ကျင့်ထားခြင်းနဲ့ဆိုလို့ရှင်ဒီစာအုပ်ကောင်းလေးရှိတဲ့အကြောင်းကိုမိတ်ဆက်ပေးတာဖြစ်ပါရဲ့ရှင်ပြီးတော့သူကလေအထဲထဲမှာဒီ diagrammatic ပေါ့နော်အဲ့ဒါမျိုးတွေနဲ့လည်းသိချရှင်းလင်းပေးထားတာဖြစ်တာကိုလည်းပြောချင်ပါတယ်အဲ့တော့စာကီးလဲပါမှာဖြစ်ပါတယ်ရှင်အဲ့တော့ရောင်စိလေးက19000ကျပ်ပါရှင်အဲ့တော့ primary 3-4အတွက်ကိုပွဲမဝင်ခင်မှာ exam ပုံစံလေးနဲ့လေ့ကျင့်ခြင်းနဲ့ဆိုရင်ဒီ science စာကလေးရှိပါတယ်ရှင်အဲ့တော့ဗီဒီယိုရဲ့ comment အောက်မှာပဲဖြစ်ဖြစ် page messenger ပဲဖြစ်ဖြစ် like ဝယ်ယူအားပေးနိုင်ပါတယ်ကျေးဇူးတင်ပါတယ်ရှင်